ကျွန်တော်ဒီခါကျွန်တော်ဒီကရိုင်းကျွန်တော်ဖြုတ်ပြီးတော့ကျွန်တော်ဒီခုနှစ်တင်းနဲ့လဲတာပေါ့နော်ခုနှစ်တင်းနဲ့လဲတာကိုကျွန်တော်တို့ဒါဒီခါ plat နဲ့လဲတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီလက်ရိုက်ပေါ့နော်လက်ရိုက်လဲတဲ့နီးလေးကိုဒါကျွန်တော်တင်ပေးမှာဖြစ်ပါတယ်အဲကျတော့ဘလူလူတွေကလေးလာတင်လဲဆိုကျွန်တော်တို့ဒီ workshop ကို service လုပ်နေတဲ့ဒီ workshop ဆရာတွေဆိုလို့ရှိရင်ကျွန်တော်နယ်ဘက်တွေပါတွေ workshop ဆရာတွေဆိုလို့ရှိရင်ဒီကျွန်တော်ဗီဒီယိုလေးတွေကိုကြည့်လို့ရှိရင်တို့ပညာရပါနော်အဲကျတော့အဲ့လို workshop ဆရာတွေအတွက်နယ်ဘက်ကညီကိုတွေကျွန်တော်ကကြည့်ရပါတယ်နော်အဲကျတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က grind တစ်လုံးကိုစိုင်မှာအပ်တာတဲ့စာလို့ရှိရင်ဒီကျွန်တော်တင်ပေးတဲ့ဗီဒီယိုလေးကြည့်ပြီးတော့ကိုယ်တိုင်လုပ်တတ်သွားရင်ဒါကျွန်တော်တို့အတွက်ကဟိုပြောမယ်ဆိုလို့ရှိရင်သူများတွေအဲ့ရတာတဲ့စာကိုစိတ်တိုင်းကြလုပ်လို့ရပါဘောเนาะအဲ့ဒါကြောင့်မို့လို့အခုကျွန်တော်ကဒီဟာလေးကိုဘယ်လိုလူကြီးတင်လဲဆိုလို့ရှိရင်ဒီဘက်က workshop ဆရာတွေကြီးတင်တယ်လို့ကျွန်တော်ကတော့ဒါအကြံပြုချင်တယ်ပေါ့เนาะအဲ့ကြောင့်ကျွန်တော်တို့ရိုက်ပြီးတော့လုံးမယ်เนาะရိုက်ပြီးလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ခါတိုင်းလိုပဲတက်တဲ့အတိုင်းပဲကျွန်တော်တို့ဒီကိုနတင်ရှက်ပေါ့เนาะကိုနတင်ရှက်ကကျွန်တော်တို့ကစီပေါက်ကိုကျွန်တော်ကြည့်ရမယ်ကြည့်ပြီးလို့ရှိရင်လည်းဒီစီပေါက်ကအစ်စ်ဆိုပေမဲ့ကျွန်တော်တို့ကဒီစီပေါက်တွေသူတို့ဖောက်တဲ့အချိန်မှာတန်မှုန်တန်စားတွေပါလာကျွန်တော်တို့ကမှုတ်ကြည့်မှာပေါ့နော်အဲ့လိုမှုတ်ကြည့်လို့ပွင့်လဲပွင့်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တခြားစစ်ဆေးပြီးရင်ကျွန်တော်တို့ဒီမှာဒီချက်ပေါ့နော်ကတိုင်းရဲ့ချက်ပေါက်တဲ့မှာကျွန်တော်စီလိုင်းပေါက်ရှိတယ်အဲ့စီလိုင်းပေါက်နဲ့ဒီကျွန်တော်စီပေါက်နဲ့ကွက်တိကြအောင်တက်အောင်ဒီလိုကြအောင်တက်အောင်နော်အဲ့ကြောင့်ကျွန်တော်တို့ဒါကိုလုံးမယ်ဒါကတော့ကျွန်တော်တို့ဒါအလွယ်ပေါ့နော်ဟိုပလက်တွေပါရေးလည်းမရှိဘူးကျွန်တော်တို့ဒီကိုယ်တိုင်နဲ့လှုပ်ချင်တယ်ဆိုလို့ရှိရင်အခုကျွန်တော်တင်ပေးတဲ့နီးလေးရတော့ဒါကျွန်တော်ရိုက်လုံးတဲ့နီးလေးပေါ့နော်ဒါကောင်းတာတော့ကျွန်တော်တို့ရိုက်လုံးတယ်ဆိုတာကတော့ကျွန်တော်တို့ကဟိုရှက်ပေါ့တယ်မပေါ်ဘူးပဲဆိုကျွန်တော်တို့ကသိရတာပေါ့နော်ခိုင်းလိုပဲကျွန်တော်ပင်လေးကိုတက်မဲ့တဲ့ချိန်နဲ့ချိန်ပြီးရင်ကျွန်တော်ရိုက်ထည့်ပါနော်ရိုက်ထည့်ပြီးကျွန်တော်ဒီဘက်ကတစ်ချက်ကြည့်မှာပေါ့နော်သူနော်အဲ့အနေထားရောက်ပြီဆိုရင်ကျွန်တော်တို့ကဒါအတွင်းနဲ့ဟိုဘက်ကကျွန်တော်ကွန်တင်းတန်နေပါတက်လို့ရပြီပေါ့နော်ဒါအသေးစိတ်ကဒါလေးတွေလူလေးတွေကျွန်တော်ကပြောပြပြီးမှာပေါ့နော်ချိန်မုံချိန်နီးလေးတွေရောနောက်ကျော်လို့ရှိရင်ကျွန်တော်ကတိတိကျကျချိန်နာလေးတွေအစားကျွန်တော်ကတခါရေးတင်ပြီးမယ်ဒါကတော့ကျွန်တော်အခုလောလောဆယ်လက်တလောတင်ပြီးရတော့ဒါကျွန်တော်အဖြုတ်တက်ပဲတင်ပြီးရပါတော့အဲ့ကြောင့်ကျွန်တော်ခုနှစ်ချမ်းကတ်တဲ့နေရာမှာကျွန်တော်တဲမတဲ့စစ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့တဲ့တယ်ဆန္ဒတွေပါတဲ့သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါရိုက်ထည့်မယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တဲ့ပြီဆိုရင်ခုနကရိုက်ထည့်ထားတဲ့ဘက်ကနေကျွန်တော်တန်လုံးနဲ့ပြန်ပြီးတော့ရိုက်ထည့်ဒါတော့လုံးဝအလွယ်ကူဆုံးနည်းပေါ့နော်ဒါကျွန်တော်လုံးလို့တက်လို့ပြီးသွားပြီပေါ့နော်ဒီအနှဲငယ်ကျွန်တော်ဒီကယ်ရီယာကတော့နည်းနေအနှဲငယ်ချမ်းရမယ်နော်ဒီလောက်အနှဲငယ်ဆိုလို့ရှိရင်ရပြီဒါတော့ကျွန်တော်အကြမ်းမြင်ဒါပြောပြပါတော့အသေးစိတ်ကစားကျွန်တော်ပြောပြပြီးရအဲ့တော့ကျွန်တော်တို့ကရိုက်ဖြုတ်တဲ့အချိန်မှာကျွန်တော်ဘောတက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တချို့ဆိုလို့ရှိရင်ကရိုင်းကမငြိမ်တာတို့ပါလို့ရှိတယ်ကရိုင်းချိန်မရတာတို့เนาะကရိုင်းဝင်တာတို့ရှိတယ်အဲ့ဒါတွေကကျတော့
ဘာဖြစ်တဲ့လဲဆိုတော့ကျွန်တော်စောင့်နဲ့ရိုက်ဖြုတ်လိုက်တဲ့အချိန်မှာဒီလိုစောင့်နဲ့ရိုက်ဖြုတ်လိုက်တဲ့အချိန်မှာကျွန်တော်ဒီဘောအထိုင်ပေါ့နော်ဒီဘောအတွန်းအထိုင်လေးကိုကျွန်တော်ထုံးမိရတော့ပါဘူးရှိတယ်ဒီအထိုင်လေးကိုထုံးမိရရှိတယ်ဘောထမ်းမဲ့ဘောပခုံးထမ်းမဲ့နေရာကိုထုံးမိရရှိတယ်ဒါမျိုးလေးထုံးမိရရှိတယ်အဲကြောင့်လို့ကျွန်တော်အဲ့ဘောတက်မဲ့ဆိုလို့ရှိရင်အဲ့နေရာလေးတွေကိုကျွန်တော်ဒါမျိုးတွန့်သွားတဲ့နေရာလေးတွေကိုကျွန်တော်တို့ကဒဇင်းလေးနဲ့ပုတ်ပေးမယ်ပေါ့နော်အဲ့လိုထမ်းနေလို့ရှိရင်ကျွန်တော်တို့ကဘောလုံးတဲ့အချိန်မှာဘောမငြိမ်ဘူးပေါ့နော်ဘောမငြိမ်ဘူးဆိုလို့ရှိရင်ဒီ grind shot ကချိန်ရတာခက်တယ်နော်အဲ့လိုတန်ရှင်းလေးတွေလုံမယ်ထုထားတဲ့ဟာလေးတွေပိတ်နေဆိုရင်ကျွန်တော်တို့ကဟိုဒဇင်းလေးနဲ့စားမယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ဒီ grind ချိန်တဲ့နေရာမှာကျွန်တော်တို့ဒါလွယ်ကူမှာပေါ့တကယ်တမ်းကျတော့ကိုကဟိုမလုတ်တက်လို့ပေါ့နော်တကယ်မခဲရင်မဟုတ်တကယ်ကိုကမလုတ်တက်တော့ခဲရင်တယ်လို့ထင်ရတာပေါ့နော်နေရာတော့ကျွန်တော်အရင်တင်ပေးထားတဲ့အတိုင်းပဲကျွန်တော်ဒီခုနှစ်တင်းရှက်ရဲ့ရှက်ပေါက်ရဲ့ကျွန်တော်ဒီကီးလိုင်းရဲ့ကြားထဲမှာကျွန်တော်ကထားမှာပေါ့နော်ဒါတော့လုံးပြီးသွားပြီပေါ့နော်ဒီမှာဒါတော့ရိုက်လုံးတာဖြစ်ပါတယ်နော်ကျွန်တော်လွယ်ပါတယ်ကုညီလေးလာကြည့်ပါနော်အချိန်မုံချိန်ကြီးရတော့ကျွန်တော်တို့ဒါပြီးမှကျွန်တော်အသေးစိတ်ဒါပြောပြပေးမယ်ဒီလောလောဆယ်ကျွန်တော်တို့ကလောက်ထားတဲ့ဟာမရှိသေးဘူးဒါလေးလွယ်ကူလေးပေါ့နော်မငြိမ်နော်လုံးဝလွယ်ပါတယ်ဒါကိုလှုပ်တက်သွားပြီဆိုလို့ရှိရင်လုံးဝလွယ်တယ်လုံးဝဒီမှာခုံတာပြူတာမရှိဘူးခုံတာပြူတာမရှိဘူးနော်ဟုတ်လားအဲ့ကြောင့်ကျွန်တော်တို့တခါတလေကြောလို့ရှိရင်ကျွန်တော်တို့စိုင်းနေပါနေမှာအပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့စိတ်တိုင်းမကြရည်ရှိရဘာလို့စိတ်တိုင်းမကြရလဲဆိုတော့အခုလိုပေါ့နော်ကျွန်တော် grind ရိုက်ပေးလိုက်တဲ့ဒီလုံးပေးလိုက်တဲ့ဆရာကခုနကကျွန်တော်တို့လိုတီးတီးကြကြဒီဘောအထိုင်နေရဘောပခုံးထမ်းမဲ့နေရာတွေကနေပိတ်နေတာတို့မညီရာတို့ဘောရိုက်လိုက်တဲ့အချိန်မှာဘောတွေဝင်နေရတို့ဆိုလို့ရှိရင်ကျွန်တော်ဒီရှက်ကချိန်လို့မရဘူးတစ်ဖက်ချိန်ရရင်တစ်ဖက်ကချိန်လို့မရဘူးအဲ့ဒါမျိုးတွေစိတ်တိုင်းမကြရည်ရှိတယ်အဲ့ကျတော့ကျွန်တော်တို့ကကိုယ်တိုင်လုံးတက်မယ်ဆိုလို့ရှိရင်ဒါကိုယ့်အကူစိတ်တိုင်းကြလုံးလို့ရတယ်အခုကျွန်တော်လုံးပြတဲ့ဟာဆိုလို့ရှိရင်လည်းဒါအလွယ်ကူရိုးရှင်းလုံးမယ်ဘာမှမပါဘူးเนาะအဲ့ကျတော့ဒီမှာချိန်တာပြူတာတွေကအစဟိုနောက်ကျလို့ရှိရင်အသေးစိတ်လေးတွေအစတာတင်ပြီးမှဖြစ်တယ်ပေါ့နော်ဟုတ်လေ့လာကြည့်ပါ